ခွာပြမှာရောက်နေလဲဆိုတော့ဒီနေ့ကညကို AACC နဲ့ relax လုပ်ချင်လို့ပေါ့နော် Daily Corner မှာရောက်နေတယ်တော့ပြင်မှာလဲဆိုတော့ Red Cannon Hotel လေအဲ့ဒီမှာရှိပါတယ်အရန်လှမကြည့်အရန်လှအရန်ကိုလှပါတယ်ရှင်နော်မိုက်စားလေးသိလားဒီတော့မင်းသားလေးတစ်ပါးနဲ့ထိုင်မင်းသားလေးတစ်ပါးနဲ့ထိုင်တော့ဒီလိုလေးပါဒီလိုလေးရှိတော့မောင်နှမနှစ်ယောက်ဒီနေ့ညဒါဟဲငေါက်လောက်တာပေါ့ချစ်စရာလေးတော့ဒီမှာထိုင်ချစ်စရာလေးရန်ကိုစော်ကနာကြီးရန်ကိုအဲ့လို comfortable ဖြစ်တယ်ဟာဟိုဆက်လိုက်တာအဲ့ဒါစစ်အန်အင်္ဂလိပ်အင်္ဂလိပ်လိုအင်္ဂလိပ်လို comfortable စကလုံးပေါင်းတယ်ပေါင်းတယ်အဲ့လိုမျိုးပေါ့နော်ဒီမှာဆွေးတော့ကလာပြီးတော့ဒါ chill နေရပါ chill တာနောက်နေ့ကျလို့ရှိရင်ဆွေးရဒီမှာလာအိမ်မှာဟမ်ဘယ်လိုလဲတော့ငါတောက်ချက်ပေါ့နော်ဒီနေ့အိမ်ရမှာဒီလိုပဲနေမယူနဲ့လို့ဒီလိုပဲပြောတယ်သူ့မောင်နေနဲ့ပဲကိုနေလို့နေပြောတယ်ခုကျတော့ဘသူလဲလဲလို့ပြောတယ်တကယ်ကြီးကျွန်တော်နဲ့အဲ့မှာဒီမှာ record မှာအမလေးလာအိမ်မှာပေါ့နော်အခုဒီမှာကလေးလေးလို့စော့ကစားပေါ့ Happy birthday to you Happy birthday to you နော်လေကလေးသိလားနောက်ကခုံလေးရောပါလုံးဝ chill လို့ကောင်းနေနေရလေအေးစစ်စစ်ကြိုက်တဲ့လူတွေဆိုမိုက်ဒါနောက်ကမားကောက်တယ်နေရလားကြောက်ထတော့အချီရောအမရောကြက်နေပြီပဲဘာမှမဖြစ်ပါဘူးစစ်ပြေးပါတယ်စစ်ပြေးပါဘယ်လိုစစ်ပြေးပါလဲဒါလေးကမဟုတ်စောကိတ်မတော့စိတ်မတော့ barbecue set လေးပေါ့အပျော်ဆုံးချိန်อ่ะလုတ်ပြီးအဲ့လိုစားရတာအေးရမ်းပြောအေးနော်ဒီလိုအမမျိုးပိုင်ဆိုင်ထားရတာစဉ်းစားကြည့်ဒီမှာ barbecue set ပါငါလည်းပါတယ်ရုံးကလေးတီးလည်းပါတယ်ကိုကြိုက်တဲ့ပစွန်ပါတယ်ဘယ်ဘာကြက်သားလည်းပါတယ်ရုံးကလေးတီးပါတယ်ငုံဥပါတယ်ပန်းပွင့်စိမ်းပါတယ်ဟိုပါလေကိုက်လန်ပါတယ်ဒါတော့တားရဲ့ favorite ဆိုတော့ဒါ broccoli ဘာကူဘာနော်ဒီနေ့တင်နေအောင်3လတော့ရှိပြီဘာမှတော့မတက်ပါဘူးဘာလို့ဆိုတော့ကျမကလည်းမတက်လို့ဒီမဲ့ငါနဲ့တင်မယ်โอเคရပါတယ်နန်းတို့က Who the in the house ရတယ် Who the in the house ပါလေတဲ့နော်လူအိမ်ထဲမှာရှိတယ်မဟုတ်ဘူးတူတဲ့ဟင်းတဲ့ဟောက်တာတဲ့လူတီရှယ်လည်းမသိဘူးနော်စားလည်းမတက်ဘူးချစ်ကြောင်မနားလဲလောက်ထွက်တယ်လောက်ကချစ်ကြောင်မနားလဲခဏနေလောက်ထွက်လာပြီနော်ဒါလေးကတော့ fruit ပပါယာဆိုပါရောဒီကရားလို့တဲ့ပပါယာနေအချိန်မှာထွက်လာရဲ့အတီးပေါ့နော်အဲ့ပဲရေးစလဲတော့ရသွားလားအဲ့ပို့တွေ့အိမ်မနေကြကမှာဆွေကအခုငဖယ်လုံးဟိတောက်မှာဖြစ်ပါတယ်ငဖယ်လုံးနဲ့ငုံဦးနဲ့ဟိချင်းဆက်တွေပေါ့နော်ဘိုးအေးလေးမှာလို့မြူတွေနင်းနေကြနေချိန်ပါပေါ့ဘယ်နာမှလည်းပြီးပါကြားတယ်လေနင်းလေအဲ့ဒီတော့ငါ့ကိုလိုက်လုပ်ပေးလေဘာလို့အဲ့လိုဒီကောင်းမှမဟုတ်လားပြောနေဆိုအဲ့ဒီဖြစ်နေတာဟုတ်ဘူးလေငါပုံကြားနေဆိုခံစားပေးရတယ်နင်းအဲ့လိုပဲတော့ငါဆက်ပြောရပါလားငါရဲ့ဘလို့ရိုက်နေတယ်လေโอเคရန်ပြန်ပြောမယ်ပြန်ပြောမယ်နော်ကျမပေါ့နော်အခုရှဲနင်းနေကြဆက်အဲ့မှာတော့ပြီးမလို့ပြတ်ဆိုင်တော့အဲ့ဒီလောက်ပြင်တာလေဟဲ့တော့ပြီးမလုံးနဲ့တော့အဲ့ဒီခုနငါ feeling နဲ့ပြောနေတော့ကြတော့ငါလိုက်ရှာလိုက်တာနည်းပါမတိုက်ထားဘူးလေနင်းကိုလိုက်ရှာတာနဲ့သွားပြီးသွားမယ်လက်စားလို့လည်းပြပါဘူးဒီဟာတွေနဲ့ကောင်းမယ်စားတောင်းမယ်စားမှာဗီတာမင်နဲ့ရှိုင်းနေတာဟိုအလုပ်တူဟိုတည်ရမလားဒီငါတို့မောင်နှမတွေလူပညာမလုပ်ဖြစ်လို့ဟိုတခြားလုပ်ကြမယ်ဆိုရင်တောက်စားမှာအဲ့တော့တရားချိတ်ဆက်မပြီးမျက်လုံးမိတ်ပြရင်တော့မှမျက်လုံးမိတ်ပြလဲဟဲ့ဘာဝင်သွားတာလဲမင်းမဲ့ဟာတွေဒီတစ်ခါမျက်လုံးဘာလို့မိတ်ပြလဲအေးအဲ့လိုဟာတွေတော်ပြီးတော့ငုံစားလိုက်တော့ရောကြာဒီကောင်းလားတက်လိုက်တာကျန်းကောင်းတယ်
ပူပူလေး cheese စပါတီ ခုပဲရောက်တာပါဒါပေမဲ့ तू မစားပါဘူးဒီတိုင်းပဲပြောတာ လိမ့်တာပေါ့နော်နေပြောချင်တာ तू ကောင်းတယ်လို့တော့ပြောလိမ့်မယ်ပေါ့နော်မကြခင် तू ပြောရဲမဲ့စကားဒါလေးရမ်းကောင်းတယ်ဒါလေးစားကြည့်ပါပေါ့ဒါပေမဲ့ तू ကိုယ်တိုင်မစားဘူး နေစားငါစားတယ်လို့ပဲလေဘာလို့စားလဲ ရပါတယ်ခုနကလည်းရှမ်းရမ်းပြီးတော့ဒီကငဖက်လုံးနဲ့ဒီထဲကောက်ထဲဒီမှာလေးငါ့မှာလည်းရှိပါရဲ့လို့ငဖက်လုံးကတော့